င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနေပြည်တော်နှင့်မကွေးတိုင်းဒေသကြီးတို့မှာတော့ပြီးခဲ့တဲ့လ30ရက်နေ့ကကြိုတင်ခန့်မှန်းပေးခဲ့တဲ့အတိုင်းယနေ့ညနေပိုင်းမှာကွက်ကြားမိုးလေးတွေရွာပြီးရင်တော့မနက်ဖြန်ကစပြီးမိုးလျော့ကြလာကားနေအပူချိန်များတဖြည်းဖြည်းချင်းတိုးလာက30ရက်နေ့အထိမိုးပြက်ကအိုက်ဆက်ဆက်ရာသီဥတုမျိုးဖြစ်လာတော့မှာဖြစ်ပါတယ်ယခုတစ်ပတ်ထဲမိုးအသင့်လေးတွေရွာနေနိုင်တဲ့နေရာများကတော့မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ပါတယ်ယခုတစ်ပတ်ထဲမိုးနှင်းငယ်လေးတွေဆက်ရွာနိုင်တဲ့နေရာများကတော့ရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့ဖြစ်ပါတယ်အောင်လံနှမောက်မြို့သစ်ရေနံချောင်း6တရက်ကမငတ်ဖဲမင်းနှုံးစင်ဖြူကျွန်းမင်းဘူးမြို့စလင်းမြို့ပွင့်ဖြူမြို့တောင်တွင်းကြီးမကွေးပခုတ်ကူရေစကြိုမြိုင်ပေါက်စိတ်ဖြူဂံကောစောထီလင်းစတဲ့ဒေသတဝိုက်မှာအဆိုပါမေလ10-23ရက်နေ့အတွင်းနေရာစိတ်မှနေရာအနှံ့အပြားမိုးတွေရွာလာပါလိမ့်မယ်မေလ10ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းရှမ်းပြည်နယ်ကယားပြည်နယ်နှင့်ကရင်ပြည်နယ်အထက်ပိုင်းတို့တွင်အများအားဖြင့်သာယာမည်။နှွေစပါးရိတ်သိမ်းမပြီးသေးသောတောင်သူတွေအတွက်အမှားစကားမေလ11ရက်နေ့မတိုင်မီချိန်ထိပြီးစီးအောင်အမြန်ရိတ်သိမ်းပေးကြဖို့အကြံပြုချင်ပါတယ်။ထို့သို့မပြီးစီးပါကမေလဒုတိပတ်ကုံတတိယပတ်အတွင်းလေပြင်းတိုက်ခတ်ခြင်းမိုးကြီးမိအခြေအနေကြုံတွေ့လာနိုင်ပြီးဒီရေတက်ရက်နှင့်စုံနေပါသောကြောင့်အချို့သောမြေနိမ့်ဒေသတွေမြေယာဧကအလိုက်ရေရှမ်းနိုင်ပြီးပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့လာနိုင်ပါတယ်။အထူးသတိပြုရမည့်ဒေသတွေထဲကရခိုင်ပြည်နယ်ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဒေသတွေပဲဖြစ်ပါတယ်။နောက်လာမည့်9ရက်အတွင်းမှာတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်ရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသအချို့ဧရာဝတီတိုင်းရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းရှေ့ခြမ်းတွေမှာမိုးရွာနိုင်ပြီးတနင်္သာရီတိုင်းတောင်ပိုင်းမှာတော့ရက်သတ္တပတ်တစ်ပတ်လုံးမိုးဆက်ရွာနိုင်မိုးများနေနိုင်ပါမယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့မေလ4ရက်မှစတင်ပြီးမေလ9ရက်အထိ9ရက်ခန့်ရာသီဥတုသားရနေနိုင်ကမေလ10ရက်နောက်ပိုင်းမှာမိုးပြန်လဲရွာသွန်းနိုင်ပါမယ်။ကချင်ပြည်နယ်မြောက်ပိုင်းဒေသတွေနဲ့တနင်္သာရီတိုင်းဒေသအားလုံးနီးပါးမှာတော့တစ်ပတ်လုံးမိုးဆက်ရွာနေနိုင်ပါလိမ့်မယ်။လေဖိအားနည်းရပ်ဝန်းအစပြိုးချိန်မှာမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းမွန်တနင်္သာရီကမ်းရိုးတန်းတွေနဲ့နီးကပ်တာကြောင့်အဲ့ဒီကမ်းရိုးတန်းဒေသတွေမှာတနအီမိုင်40နီးပါးခန့်အထိတောင်ဘက်မှလေပြင်းများတိုက်ခတ်နိုင်ပြီးမိုးသေးထန်နိုင်ပါတယ်။နေပြည်တော်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်အလဲပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှာနေရာစိတ်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါသည်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်ဖြစ်ထွန်းနေနိုင်ကနေရာကွက်ကြားလောက်သာမိုးရွာသွန်းနိုင်ပါသည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်